ကိုအစင်ချီးမွမ်းမယ်နေ့ရက်စဉ်တိုင်းမကုန်နိုင်ပါသူချစ်ချင်းမြတ်တာကျွန်တော်တွေ့စင်မြဲအခုတော့သားတဲ့ဂုံပြူထိုက်တဲ့ဗျာအဖဖေးယာကိုချီးမွမ်းလို့နေမယ်အဟတ်တလရှာကပါကျွန်တော်ဖယားကျွန်တော်နာမရှိနေတဲ့ဘယ်အရာကိုမျှအကြောင်းစမလို့ပါစာတန်လည်းမကျွန်တော်ကိုကဲနှုတ်ခဲယောဂရဲ့ချုံအောင်ချင်းအချိန်ချင်းမှာကျွန်တော်ကိုကဲနှုတ်ခဲအမှုပြီးပါပြီအခုတော့ဒါလည်းကျွန်တော်ရဲ့ချမ်းသာခြင်းခင်ယေဟောဝါလာဖာအချီးမွမ်းလို့နေမယ်အဟတ်တလရှာကပါပါကျွန်တော်ဖယားကျွန်တော်နာမရှိနေတဲ့ဘယ်အရာကိုများအကြောင်းစရာမလိုတော့ပါအဟတ်တလရှာကပါပါကျွန်တော်ဖယားကျွန်တော်နာမရှိနေတဲ့ဘယ်အရာကိုများအကြောင်းစရာမလိုတော့ပါကျွန်တော်ဒီဘယ်ယောဂကိုဆက်ဆောင်နေတော့ပါဘိုးတော်ဒီကျွန်တော်ရဲ့ယေဟောဝါလာဖာအနာငင်းရှင်သမားတော်ဖြစ်ပါ၏သမားတော်ဖြစ်ပါ၏ဟတ်တလရှာကပါပါကျွန်တော်ဖယားကျွန်တော်နာမရှိနေတဲ့ဘယ်အရာကိုများအကြောင်းစရာမလိုတော့ပါအဟတ်တလရှာကပါပါကျွန်တော်ဖယားကျွန်တော်နာမရှိနေတဲ့ဘယ်အရာကိုများအကြောင်းစရာမလို